Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဇင်းတို့မိသားစုနဲ့အတူယူထားမှာရှိတဲ့ Capital Reef National Park ကိုသွားကြရအောင်เนาะဒီ Capital Reef National Park ကဆိုရင်ပေါ့เนาะ Salt Lake City ကနေဆိုရင်3နာရီခွဲ4နာရီလောက်ကားမောင်းပြီးသွားရပါတယ်ဒီ Capital Reef National Park ကဒီယူထားမှာရှိတဲ့ Park National Park 5ခုထဲမှာတစ်ခုအပါဝင်ဖြစ်တယ်သူကတကယ်ကိုအလှဆုံးတစ်ခုတည်းမှာလို့ပြောလို့ရတယ်เนาะဒါစဉ်ကလမ်းမှာအများကြီးဖြတ်လိုက်ရတယ်လမ်းကအရင်လှတယ်ကားမောင်းရတဲ့လမ်းကလေအခုခုနဝင်ဒါစဉ် Visitor Center ရောက်နေပါပြီဒီ Visitor Center မှာပေါ့เนาะကိုကအဲ့ကိုရောက်လို့ရှိရင်အဲ့မှာဝင်သွားပြီလို့ရှိရင်ကိုမြေပုံတွေကိုတီးချင်တဲ့အကြောင်းအရာတွေအဲ့မှာ information center မှာတော့မေးလို့ရပါတယ်အဲ့ဒီသူ့ရဲ့ visitor center မှာလည်းသူပြတိုက်လိုမျိုးပေါ့နော်သူပြထားတာတွေအများကြီးရှိပါတယ်အဲ့မှာ explore လို့ရပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ကိုမြေပုံကြည့်ပြီးတော့ကိုရဲ့ plan အတိုင်းပေါ့နော်ကိုhiking ဘယ်နှခုသွားမလဲကိုဘယ်နေရာမှာလိုက်ကြည့်ချင်လဲဆိုပြီးတော့ကိုတရက်နေမှာလား2ရက်နေမှာလားဆိုတော့ပုံမူတည်ပြီးတော့ကိုရဲ့ခီးစဉ်ကိုကဆုံးဖြတ်မှာဖြစ်ပါတယ်ဟုတ်ဇင်တို့ကအဲ့နေ့ကတညအိတ်ခီးပဲသွားတာပေါ့နော်တညအိတ်ခီးပဲသွားပါတယ်တနေကုန်ပေါ့အဲ့မှာအချိန်တနေကုန်လှည့်မယ်ပေါ့နော်အဲ့မှာဆိုတော့ပထမဆုံးဇင်တို့ဒီ visitor center မှာကလေးတွေကိုတစ်ချက်လောက်အမျိုးပေးပြီးတော့ပေးလေးလာခိုင်းတာပေါ့နော်သူရဲ့ကြောက်တုံးဖြစ်စဉ်တွေသူရဲ့ရာဇဝင်တွေเนาะအဲ့မှာဆိုတော့အရန်ကို peaceful ဖြစ်တဲ့ဒီနေရာကလေဒါသူရဲ့ Capital Reef National Park ရဲ့ Visitor Center ပါတော့လမ်းတစ်လျှောက်မှာသူမရောက်ခင်ကတည်းကအကြောက်တုံးတွေအရန်လှတယ်ဟိုကားမောင်းသွားတဲ့လမ်းတစ်လျှောက်မှာဆိုရင်လေအရန်ကိုဘယ်လိုပြောမလဲတခါမှမမြင်ဘူးဒီပုံစံကိုလေเนาะဒီပုံစံကြောက်တောင်တွေနဲ့ငင်းချမ်းတဲ့နေရာကိုလေအရန်ကိုသဘောကျတယ်ဆိုရင်ဒီနေရာကိုလေခဏထပ်သွားခြင်းနဲ့သဘောကျလို့လေเนาะဒါ campaign လုပ်လို့ရှိရင်လည်းကောင်းတဲ့နေရာဖြစ်တယ်ဒါဆိုရင်တို့အဲ့ကနေသူ visitor center ကနေထွက်လာပြီးအမှသားလေးရဲ့အင်ဂျီမှာဘာအကောင်ပလောင်လည်းမသိအကောင်တကောင်နားနေတယ်သူဖေကဓာတ်ပုံရိုက်မယ်ဆိုပြီးတော့မှအမှဓာတ်ပုံရိုက်နေတယ်သူမပေးတွေ့ခိုင်းသူတွေ့ရင်သူကြောက်သွားမှာဆိုတော့ဓာတ်ပုံရိုက်ပြီးမှသူပြောတယ်ဓာတ်ပုံထဲမှာပဲပြလိုက်တယ်ပေါ့နော်အမှတွေ့လာအဲ့ဒီ visitor center ရဲ့မနီးမဝေးမှာလေဒါရှိနေတဲ့ဒါ Flora ရွာပေါ့နော်သူပြောတာအရင်တုန်းကဒီမမွန်တွေသူတို့နေခဲ့တဲ့နေရာပေါ့နော်သူတို့ရဲ့ဒီ state ကိုသူတို့ပြောင်းလာတော့မှသူတို့နေခဲ့တဲ့နေရာဒီနေရာမှာအရန်ကို peaceful ဖြစ်ပြီးတော့ camping လုပ်လို့ကောင်းတဲ့နေရာဖြစ်တယ်ပေါ့နော်ဒီမှာလူတွေကလာပြီးတော့ camping လာအိတ်ကြပါတယ်ညပိုင်းဆိုရင်ဒီမှာအိတ်လို့ရှိရင်ကျေတာရာပေါ့နော်သူတို့ပြောတယ်ကောင်းကင်နဲ့ပေါ်မှာကျေလှတယ်သူတို့မြင်ရတာပေါ့နော်ဒီမှာညအိတ်လို့ရှိရင်ပေါ့နော်ဒီကတော့ camping ကတော့မအိတ်ဖြစ်သေးဘူးနောက်ဆိုရင်တော့camping သွားဖို့အစီအစဉ်ရှိတယ်အဲ့တော့ကလေးငယ်လေးတယ်ဆိုတော့လေဆိုတော့ဟိုတယ်မှာပဲအိတ်ဖြစ်လိုက်တာပေါ့နော်ဒီမှာကြည့်ပါဦးမဟုတ်ကစော့နေကြတဲ့ကလေးတွေစမ်းကြောင်းလေးနဲ့အပင်တွေနဲ့အရိပ်တွေနဲ့နော်အရန်ကိုตายရတာပဲတငယ်ချင်းတို့လည်းအမျိုးတငယ်ချင်းတို့လည်းမရောက်ဘူးဆိုရင်လည်းဒီဗီဒီယိုမှာကြည့်ပြီးလို့ရှိရင်ခံစားရမယ်လို့ထင်တယ်ဒီနေရာကဟိုအရန်ကိုငြိမ်းချမ်းတယ်တခြားဘယ်မှာမှမတူဘူးပေါ့နော်ဒီလိုပုံစံကဒီအဲ့မှာရှိတဲ့အတီးတွေဆိုရင်လည်းအတီးတီးချိန်မှာကိုကအခမဲ့အမျိုးခူးစားလို့ရတာပေါ့နော်စားလို့ရတဲ့အတီးတွေဆိုရင်ပေါ့အတီးတွေဘာတီးတွေလဲတော့မသိဘူးပြုတ်သိမ့်နေရောပဲကိုစားခြင်းခူးစားလိုက်ရုံပဲအနေရာမှာလေအဲ့မှာဒီတို့ဒီ Flora Village မှာတစ်ချက်ကလေးအဲ့မျိုးရှောက်ကြည့်နေတာပေါ့နော်ဒီမှာကိုလည်းအဲ့တော့ကဒီတို့ပထမဆုံးချိန်သွားတာဖြစ်တယ်ဆိုတော့လေကိုကလဲရှောက်ကြည့်တာပေါ့ဘယ်နေရာလဲဘာတွေရှိလဲပေါ့နော်ဒါအဲ့ဒီ Capital Reef ကလေသူပြောတယ်100မိုင်လောက်ရှိတယ်ပေါ့နော်သူရဲ့အဲ့ဒီနေရာတိုင်းကအဲ့လိုမျိုးပဲ
သူရဲ့water white water pocket တွေရှိတယ်အဲ့ဒီအဖြူရောင် dawn တွေပေါ့နော်သူခေါ်တယ် white dawn တွေရှိတယ်ပြီးတော့ deep canyon လိုမျိုးအဲ့ဒီလိမ္မော်ရောင် canyon ကြောက်တောင်တွေအဲ့မျိုးပေါ့နော်အများကြီးပဲရှိတယ်ပြီးတော့သူကတခြား national park နဲ့ရှင်လူလာနေတဲ့ခါကျတော့လေဟိုလူတွေနဲ့ဟိုမပြုတ်သိမ့်နေဘူးပေါ့နော်ကိုစိတ်ကြိုက်သွားလို့ရတယ်စိတ်ကြိုက်သွားလို့ရတာပေါ့နော် Utah မှာဆိုရင်ပေါ့နော် Five National Park ရှိတယ်ပေါ့နော်သူနာမည်ကြီးတယ်ပေါ့နော်ဒီ Five National Park ထဲမှာဆိုရင် Zion National Park ကလူလာအများဆုံး National Park တစ်ခုဖြစ်တယ်ပေါ့နော် Zion National Park ကသူကသူ့ရဲ့ narrow နေရာမှာအရန်ကိုpopular ဖြစ်တယ်ပေါ့နော်ဇင်လဲကြိုက်တယ် Zion National Park ကနံပါတ်1ပဲပေါ့နော်အကြိုက်ဆုံးထဲမှာပါတယ်ဒါပေမဲ့သွားရတာတခါလေးမတန်ဘူးလို့ခံစားရတယ်တခါသွားတိုင်းပေါ့နော်ဟိုကားพักတဲ့နေရာရှာမရတာနဲ့ဟိုလူတွေစောက်ရတာနဲ့ဟိုတနေ့ကုန် spend နေတော့မှတနေရာလောက်ပဲရောက်ဖြစ်တယ်ပေါ့နော်သူတနေရာလောက်ပဲကို hiking လုပ်ဖြစ်တယ်ဖြစ်ဆိုလူတွေနဲ့ပဲအချိန်ကုန်သွားတယ်ကြိတ်တိုးပွဲတော်လိုမျိုးစီနေတော့လေသူရဲ့တဘာဝအလှကဟိုခံစားဖို့ခက်သွားတာပေါ့နော်ဒီဒုတိယအကြိုက်ဆုံးကဒီ capital reef ကဟိုသူကလူရှင်းတဲ့ခါကျတော့တစ်ဖက်လုံးကိုကြိုက်တဲ့နေရာသွားလူတွေစောက်စရာမလိုတော့အရန်ကိုတဘာဝအလှကိုကပြပြဝဝခံစားရတာပေါ့နော်ဆိုတော့အရန်ကြိုက်တယ်ဒီ capital reef ကိုလူလာနေတဲ့ခါကျတော့သူကတဘာဝအတိုင်းပဲသူကထိန်းထားတယ်ပြီးတော့ဝင်ကြေးအနေနဲ့ဆိုရင်လည်းဒီ Capital Reef National Park က$20ပဲပေးရပါတယ်เนาะတကယ်လို့ကိုမှဒီဇင်တို့ဝယ်ထားတယ်လို့ annual park ပေါ့နော်$80တစ်နှစ်စာဝယ်ထားရင်တော့အခမဲ့ပါတကယ်လို့ကိုကမရှိဘူးဆိုရင်လည်းတခြား park တွေ$35ပေးရတယ်ဆိုတော့သူ့မှာ$20ပဲပေးရတယ်ဒီမှာကားစီးရတဲ့တစ်လျှောက်လုံးမှာပေါ့နော်ဒါက scenic drive လို့ခေါ်တာပေါ့နော်ဒီ scenic drive ကသူက9.9 မိုင်လောက်ရှိတယ်သူကဒီကတ်ထရာလန်နဲ့ဆိုရင်ပေါ့နော်ကတ်ထရာလန်မဟုတ်တဲ့မြေနီလန်လည်းဆက်ရှိသေးတယ်ပြီးလို့ရှိရင်ကတ်ထရာလန်အကုန်ပါလေအကုန်လုံးတလန်းလုံးကအဲ့လိုမျိုးလှပတဲ့ကြောက်တောင်တွေအဲ့ဒီအဖြူရောင် capital ဒီ White House Capital လိုမျိုးတွေ့လာအဲ့မှာအဖြူရောင်ဒုံးတွေအဲ့ဒါကြောင့်မလို့သူကအဲ့ဒီ capital ဆိုတဲ့နာမည်ဖြစ်ပေါ်လာတာပေါ့နော်အဲ့ဒီအဖြူရောင်ကြောက်တောင်တွေကြောက်လေနော်အဲ့ဒါ capital သူအရှာလာတယ်ဆိုတာလေသင်လေရင်သက်ရှုမောပဲတတ်မတခါမှမမြင်ဘူးအဲ့လိုမျိုး massive rock တွေလေအရန်ကိုလှတဲ့ massive rock တွေလိမ္မော်ရောင်တွေဖြူရောင်တွေတဘာဝတရားအရန်စမ်းကြဲတယ်နော်ဒီတဘာဝကြောက်တောင်တွေကသူတို့ဒီနိုင်ငံမှာဒီ US မှာဆိုရင်သူတို့ကအဲ့တိုင်းတဘာဝအတိုင်းထိန်းထားတယ်လေနော်တဘာဝအလှတရားကိုခီးသွားပြည်သူတွေလာပြီးတော့ကြည့်ရှုအပန်းဖြေနိုင်ဖို့အတွက်ပေါ့နော်အဲ့မှာခုနကကတရာလန်ကုံသွားပြီလို့ရှိရင်လေသူမြင်းနီလန်းနဲ့ရောက်သွားလို့ရှိရင်လေသူကြောက်တောင်တွေကျင်းသွားတယ်လမ်းတွေလည်းကျင်းသွားတယ်ကြောက်တောင်တွေကဟိုကြောက်တောင်နားမှာပဲကိုကဟိုကားမောင်းရတော့နီနီကက်ကက်ကိုမြင်ရတာပေါ့နော်ကြောက်တောင်ရဲ့တဘာဝအလှအောင်လေမှန်မှာတော့ဒီဗီဒီယိုကတော့အရန်ရှည်တယ်ဇင်ရိုက်ထားတယ်တလန်းလုံးကိုရိုက်ထားခဲ့တယ်เนาะဒါပေမဲ့ဇင်ကဖြတ်လိုက်တယ်ပေါ့နော်ဟိုboring ဖြစ်နေမှာဆိုလို့တကယ်ဇင်ဆိုရင်တော့ boring မဖြစ်ဘူးဇင်တချင်းထည့်ရင်တော့ပို့ပြီးတော့ကြည့်ကောင်းမယ်ထင်တယ်ဇင်လဲတချင်းရှာမတွေ့တော့လေသူကတချင်းဆိုရင် copyright တွေပဲမိနေတော့ရှုပ်လို့အဲ့လိုမျိုးမထည့်တော့လဲတချင်းမထည့်တော့စကားပြောရတာပေါ့နော်စကားပြောရတော့အေးပေါ့ဒီလိုအဲ့ပေါ့နော်ဇင်တိတ်မပြောချင်တော့တဘာဝလှတရားကိုပဲအရင်ခံစားကြည့်မယ်နော်ဟုတ်သူရဲ့ကြောက်တောင်တွေကိုလေဟိုတစ်ချက်လောက်ရင်တက်ရှုမောကြည့်ပေးလိုက်ကြပါဦးကြည့်ပေးပါဦးအရင်လှတယ်
ကြောက်တောင်နီးမှာကိုကားမောင်းသွားရတယ်ဒါစဉ်ကားပေါ်ကနေလှမ်းရိုက်သွားတယ်เนาะဒါကားမောင်းနေရင်းနဲ့ကိုဒီကားပေါ်ကနေပြတင်းပေါက်ဖွင့်ပြီးတော့ပြတင်းဖွင့်ပြီးတော့အဲ့မျိုးဗီဒီယိုကိုလေရိုက်သွားတာပေါ့နော်အပြင်မှာတကယ်လှတယ်ဒီဗီဒီယိုမှာလည်းမြင်ရပါလိမ့်မယ်ဒီကြောက်တောင်တွေတကယ်လှတယ်ဒီလိုမျိုးကြောက်တောင်တွေဘယ်မှာမှမမြင်ဘူးပေါ့ဒီကပ်တရီယာဆိုရင်ဇင်ကလေဟိုဒီ Grand Canyon တို့ပြီးလို့ရှိရင် Bright Canyon တို့ထက်ကိုပိုကြိုက်တယ်တကယ်လို့ထပ်ခါသွားဖို့နေရာရွေးမယ်ဆိုရင်လေဥမာ Grand Canyon ဆိုရင်2ခါလောက်သွားပြီး3ခါလောက်သွားပြီးဆိုမသွားချင်တော့ဘူးပေါ့နော်ဥမာ Bright Canyon ဆိုလည်းအဲ့လောက်ပါပဲ2ခါ3ခါသွားပြီးဆိုရင်တော့ဒီလောက်ပဲပေါ့ဒါပေမဲ့ Bright Canyon လည်းလှပါတယ်ဒါပေမဲ့ဒီ Capital Rig ကတော့သင်ထင်တာတော့ခဏသွားခြင်းတယ်သွားနိုင်ရင်လေသူ camping လုပ်လို့ကောင်းတဲ့နေရာဖြစ်တယ်သူ camping တော့တခါသွားခြင်းနေတယ်ဘာဖြစ်ဆိုတော့လေသူပြောတယ်အဲ့ဒီ campsite မှာကိုအိတ်ပြီးတော့အဲ့ဒီအမဲရောင်ကောင်းကင်မှာကြေပြီးကြေလှမ်းကြည့်ရတာဘယ်နေရာမှာမတူဘူးဒီ Capital Rig မှာပဲရှိတယ်လို့တော့ပြောကြတယ်ဒါပေမဲ့ဒီ Capital Rig ကတခုတတိထားရမှာကရာသီဥတုကြည့်ရတယ်ရာသီဥတုဆိုလို့ရှိရင်တော့သွားလို့မရအောင်မိုးရွာတာနဲ့လမ်းပိတ်ရောပဲမိုးရွာတာနဲ့ကြောက်တောင်ကလေဒီမြေသားတွေဆင်းပြီးလို့ရှိရင်သူလမ်းပိတ်ရောပဲအန်ဒီရများတယ်လို့တော့ပြောလို့ရတယ်မိုးရွာလို့ရှိရင်လေဒါစင်တို့ပြန်လာပါပြီဒါပြန်လာတဲ့လမ်းမှာဒါ Fruita ပေါ့နော်ခုနကဒီ Fruita Park မှာဒီ park မှာစင်တို့နေလေစာစားတယ်เนาะအခုနနေရာမှာတွေ့ရလိမ့်မယ်လူတွေ camping လုပ်နေကြတယ်เนาะသူကအပင်တွေနဲ့ကြောက်တောင်တွေနဲ့သူက balance ဖြစ်တာပေါ့နော်ဒီဟာက Capital Rig သွားတဲ့လူတွေဆိုရင်ဒီပုံနဲ့ဒီနေရာမှာဓာတ်ပုံရိုက်ကြတယ်မှတ်တရပါနော်ဒါကသင်တို့ပဲသွားထားလဲဆိုတော့သင်တို့ hiking လုပ်ထား hiking တနေရာသွားထားတာပေါ့နော်အဲ့ Capital Rig မှာသင်တို့သူက Hitman Braid လို့ခေါ်တဲ့ Hitman Braid လို့ခေါ်တဲ့ hiking ကိုသင်တို့မိသားစုသွားထားတာပေါ့နော်ဒီ Hitman Braid ကသူက1.8 မိုင်ကနေ2မိုင်ပေါ့နော်2မိုင် round trip ဆိုတော့အသွားပြန်2မိုင်ပေါ့အသွားပြန်2မိုင်လမ်းလျှောက်ရတယ်သူကရိုးမြေပြင်မှာလမ်းလျှောက်ရတာမဟုတ်ဘူးကြောက်တောင်အမြင့်ပေါ်မှာတက်ပြီးလမ်းလျှောက်ရတယ်ဆိုတော့လေ400ပေအမြင့်တက်ရတယ်အချိန်ကဒီ hiking ကအချိန်က2နာရီကြာတယ်ပေါ့နော်2နာရီကြောကြာတယ်ဇင်တို့ကကလေးနဲ့တက်ခါကြာတာပို့ပြီးတော့တောင်ကြာသေးတယ်မောတယ်တော်တော်လေးမောတယ်အရန်လွယ်တဲ့ hiking တော့မဟုတ်ဘူးတကယ်လို့ကလေးတွေက hiking တစ်ခါမှမလုပ်ဘူးထားဘူးဆိုရင်တော့တို့ဒီ hiking တက်ဖို့ခက်လိုက်မယ်ထင်တယ်ဘာဖြစ်ဆိုတော့နည်းနည်းခက်တဲ့အထဲမှာပါတယ်ဇင်တို့ကလေးတွေက hiking သွားနေကြဆိုတော့တို့သွားနိုင်တယ်ပေါ့နော်သားလေး2ယောက်ကအဲ့မှာတို့လွယ်ထားတဲ့ကြောပွေအိတ်နှစ်ခုอ่ะလေအဲ့ဒါကြောပွေအိတ်မဟုတ်ရေအိတ်เนาะတို့ရေအိတ်2အိတ်လွယ်ထားကြတယ်ရေငတ်လို့ရှိရင်ရေတောက်မယ်ပေါ့เนาะဘာဖြစ်ဆိုအရန်မောတယ်အသက်ပိုင်းမှာဆိုရင် तू က400ပေအမြင့်တက်ရတာခါကြတော့ကြောက်တောင်တွေကြားမှာဆိုတော့လေမောတယ်အစင်းမှာတော့လွယ်တယ်အသက်မှာကြတော့တော်တော်ကြာပါတယ်အဲ့မှာဇင်အကုန်လုံးတော့မရိုက်ပြထားဘူးအဲ့တစ်ချက်ပဲပြထားတယ်အဲ့ဒါအခုတော့ရောက်ခါနီးပြီเนาะတနာရီကြော်လမ်းလျှောက်ပြီးတဲ့တနာရီကြော်တနာရီခွဲနီးလောက်အဲ့မှာတက်ပြီးမှပဲသင်တို့အဲ့ကိုရောက်တယ်ပေါ့နော်အတက်မှာတော့သင်တို့အချိန်ကြာပါတယ်ဒီအဲ့ဒီ Hitman Braid က Hitman တရားပဲပေါ့နော်သူပြောတယ်အဲ့ဒီကြောက်တောင်ပေါ့ဒီကြောက်တောင်ကဘယ်
125ပေလား133ပေလားမသိဘူးသူပြောတယ်အဲ့ဒီ133ပေကြောက်တရားပေါ့နော်ကြောက်တရားကိုလူတွေကသွားပြီးတော့မှကြည့်ကြတာပေါ့ဓာတ်ပုံရိုက်ကြတယ်hiking လောက်တာပေါ့နော်အဲ့မှာတောင်ပေါ်တက်တာပေါ့အဲ့မှာရောက်ခါနီးနေပြီရောက်ခါနီးနေပါပြီဒါတော့ဒီဗီဒီယိုကဇင်အမျိုးသားရိုက်ထားတယ်ဇင်မရိုက်ဖြစ်ဘူးသူ့ဖုန်းကနေယူပြီးဇင်ဒါလောက်ထားတယ်အဲ့မှာ hitman braid အဲ့နေရအဲ့ခုနနေရပဲဇင်တို့ဓာတ်ပုံထည့်ပေးမယ်ဓာတ်ပုံထဲမှာတော့တတိချာရိုက်ထားတယ်ဗီဒီယိုထဲမှာတော့တိတ်မပါလိုက်ဘူးအဲ့ကြည့်ပါအောင်သမီးလေးကလည်းသူငယ်ငယ်ကလေးကနေစပြီးအမြဲမိဘတွေသွားတော့လေသူလည်းလိုက်သွားတယ်အဆုံသွားတယ်တော်ထဲမှာ hiking ခဏလောက်ကြာတယ်ဇင်တို့နေတဲ့ Utah မှာက hiking place နေရာတွေများတယ်ဆိုတော့လေတောင်ပေါ်တွေများတယ်တောတောင်တွေတဘာဝရှုခင်းတွေများတဲ့အခါကျတော့ hiking ကတော့ခဏတော့ဖြစ်တယ်အဲ့မှာအပေါ်ရောက်သွားတာတော့အမောကိုတော်တော်ပြေသွားတယ်အမောအရန်ပြေသွားတယ်တပ်ပုံတွေရိုက်ပြီးတော့မှချက်ချင်းပြန်ဆင်းလာပါတယ်အစင်းမှာကြတော့လေမြန်တယ်ပေါ့နော်အစင်းကြတော့သူကတိတ်မမောဘူးပေါ့နော်ဟုတ်ပြီးတော့နေလည်းမရှိတော့ဘူးအစင်းမှာကြတယ်နေလည်းမပူတော့လေဆင်းမှာတော့မြန်တယ်ဟုတ်ဒီမှာဒီအစင်းလမ်းမှာဒီဘေးမှာဆိုဒီမှာလားစမ်းချောင်းပေါ့နော်တဘာဝစမ်းချောင်းနေနဲ့အရန်ကို peaceful ဖြစ်တယ်ဆင်းလာတယ်မှာဒီလိုဒီအောက်ကိုရောက်ခဏနီးနေပါပြီဒီမှာဒီနေ့ဒီ capture video ကတော့ဒီလောက်ပါပဲကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်bye နေ့ကောင်းဖြစ်ပါစေ